ပတ်စံရဲ့တန်ဖိုးဆိုတာကိုလိုချင်တာနဲ့လဲလိုက်ရတဲ့အချိန်မှာအထွတ်ထိပ်ကိုရောက်တယ်ဒီတိုင်းထားရင်ပတ်စံကတန်ဖိုးရှိတယ်လို့လည်းပြောရခက်တယ်တန်ဖိုးမရှိဘူးလို့လည်းပြောရခက်တယ်ဒီငွေကြောင့်မို့လည်းပဲတချို့အသက်ခံရတယ်ဒီငွေကြောင့်မို့လည်းအမျိုးမျိုးဆင်းရဲပြီးတော့ဒီငွေကြောင့်မို့ပဲစိတ်ဆင်းရဲတာတွေအများကြီးလည်းဖြစ်နေသေးတယ်အဲ့တော့ပတ်စံရဲ့တန်ဖိုးဆိုတာကိုလိုချင်တာနဲ့ကောင်းတာလေးနဲ့လဲလိုက်ရတဲ့အချိန်မှာပတ်စံရဲ့တန်ဖိုးသည်အထွတ်ထိပ်ကိုရောက်သွားတချို့ဒီပတ်စံနဲ့ပဲမူရစေဝါတို့အရက်သေးသားတို့သုံးဆွဲလိုက်မယ်ဆိုရင်ဒီပတ်စံကိုကောင်းတဲ့ပတ်စံလို့ပြောနိုင်မလားမပြောနိုင်သိပြီးတော့ဘုဒ္ဓနာကိုဝဲပြီးတော့သုံးဆောင်မယ်ဆိုရင်ကောင်းတဲ့ပတ်စံလို့ဒါပြောလို့ရအဲ့တော့လူဘဝဆိုတာအဲ့ဒီငွေကြီးနဲ့အင်မတန်တူတယ်လို့ထင်တရားဓမ္မတို့ဦးဇင်းတို့တွေဘာကိုရွေးပြီးတော့ယူမလဲငွေမရှိရင်တော့ကြိုက်တာကိုရွေးယူခွင့်ရှိသလားမရှိဘူးဒီတော့ငွေဆိုတာတကယ်တမ်းကတော့လုတ်ပိုင်ခွင့်ဟုတ်လားတကယ်ကြီးမိုင်းများကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ငွေမှရှိတယ်အဲ့လိုပဲလူဘဝဆိုတာလဲကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ရှိအဲ့ဒီနေမှာငွေနဲ့ဘဝနဲ့မတူတာကဘာလဲဆိုတော့ငွေကစုထားလို့ရအသုံးကြမှာသွားပြီးတော့ဝယ်မယ်ဆိုပြီးတော့စုထားလို့ရဘဝကစုထားလို့မရဘူးနောက်တခါကြီးမိုင်းမြအဖို့တန်တာချင်းတူတယ်နော်သို့တော့ဘဝကတော့ကွာဟိုဘယ်ချင်းကြမှာပြုံပြီးတော့သုံးလိုက်အောင်မယ်အခုတော့စုပြီးတော့ထည့်ထားလိုက်အောင်မယ်လို့ထည့်ထားလို့ရသလားမရဘူးအခုတခါနဲ့ပျက်စီးလိုက်တော့